ဒီနေ့ကျွန်တော်တို့ကက်ကက်ထဲမှာရှိတဲ့ split တူကြောင်းကိုလေ့လာကြည့်ရအောင် split ဆိုတာပါတယ် split ဆိုတာကျွန်တော်တို့ရိုက်ထားတဲ့ဗီဒီယိုမှာမလိုအပ်တဲ့အစိတ်ပိုင်းတွေကိုဖြတ်ထုတ်တဲ့ခါကျရင်အသုံးပြုတဲ့တူဖြစ်ပါတယ်ဒီထဲမှာကျွန်တော်တို့ဗီဒီယိုမှမဟုတ်ပါဘူးတခြင်းတွေကိုလည်းဒီ split တူနဲ့ဖြတ်ထုတ်လို့ရပါတယ်ကျွန်တော်တို့ပြောနေတာကြားပါတယ်လုပ်ကြည့်လိုက်ရအောင်ကျွန်တော်တို့ new ဗီဒီယိုကိုနှိပ်ပြီးတော့ကျွန်တော်တို့ဖြတ်မဲ့ဗီဒီယိုကိုကျွန်တော်ခေါ်ထည့်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ဗီဒီယိုကဒီထက်ရောက်လာပါပြီဒီထက်မှာကျွန်တော်မလိုချင်တဲ့အပိုင်းကိုဖြတ်ထုတ်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဗီဒီယိုရင်ကြည့်လိုက်တယ်ကြည့်ပြီးသွားရင်ကျွန်တော်ကဒီအပိုင်းကိုကျွန်တော်မလိုချင်တဲ့အတွက်ကြောင့်ကျွန်တော်တေချာဆွဲမယ်တေချာချိန်မှာပေါ့နော်ကျွန်တော်တို့ချိန်ပြီးသွားလို့ရှိရင်ဒါဒီလူကနေမှဒီဘက်ကိုပြောင်းတဲ့အချိန်လေးမှာကျွန်တော်မလိုချင်တဲ့အတွက်ကြောင့်ဒီနေရာလေးမှာကျွန်တော်ထားလိုက်တယ်ထားပြီးသွားရင်ကျွန်တော်တို့ရဲ့ဗီဒီယိုကိုဆက်လက်မှတ်လိုက်မယ်မှတ်ပြီးသွားရင်မှတ်တာနဲ့တပြိုင်နက်တည်းမှာအောက်မှာ split ပေါ်လာပြီပဲကျွန်တော်ဗီဒီယိုကိုဆက်လက်မှတ်တာလို့ဆိုရင် split ကပေါ်မှာမဟုတ်ပါဘူးဗီဒီယိုကိုဆက်လက်မှတ်တာလည်းကျွန်တော်တို့ split ကအောက်မှာပေါ်လာပြီပဲဖြစ်ပါတယ်ပေါ်လာလို့ဆိုရင်ကျွန်တော်တို့ဘာလုပ်မလဲ split ကိုတစ်ချက်နှိပ်လိုက်နှိပ်လို့ဆိုရင်ကျွန်တော်တို့ရဲ့ဗီဒီယိုကနှစ်ပိုင်းဖြစ်သွားပါပြီဆိုရင်ကျွန်တော်နှစ်ပိုင်းမှာကျွန်တော်ဘယ်အပိုင်းကိုဖြတ်ချင်တာလဲဖြတ်ချင်တဲ့အပိုင်းကိုကျွန်တော်တို့ဘာလုပ်မလဲဆက်လက်မှတ်ပြီးတော့ကျွန်တော်ကဘာလို့အောက်မှာ delete ရှိပါတယ် delete ကိုကျွန်တော်တို့ဖြတ်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်ကအနောက်ပိုင်းကိုအကုန်လုံးဖြတ်ချင်တာမဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်ဘာကြောက်လဲကျွန်တော်မလိုချင်တဲ့အပိုင်းအထိကိုကျွန်တော်ကဆွဲမယ်ဒါဆိုလို့ရှိရင်ကျွန်တော်ကဒီထိလောက်ကိုကျွန်တော်ကမလိုချင်တော့ဒီမှာကျွန်တော်ဘာလုပ်မလဲဆက်လက်မှတ်တယ်ပြီးရင် split လုပ်လိုက်တယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ဗီဒီယိုကအကုန်လုံးအနေနဲ့3ပိုင်းဖြစ်သွားပါတယ်ဒီ3ပိုင်းကဘယ်လိုကြည့်ချင်ရပြည့်တည်ဆိုဒီမှာအဖြူလေးတွေရှိပါတယ်เนาะအဖြူအကွက်ကလေးတည်ရဲ့ပြီးသွားရင်အလဲမှာအမဲရောင်မြင်းချောင်းလေးဒေါင်းလိုက်ရှိနေပါတယ်ဒါဆိုလို့ကျွန်တော်ကြည့်ချင်ရမယ်နှစ်ခုစီးရတော့ကြောင့်ကျွန်တော်တို့ရဲ့ဗီဒီယိုအပိုင်းက3ပိုင်းဖြစ်သွားပါတယ်ဒါဆိုရင်ကျွန်တော်အလဲပိုင်းကိုမလို့ချင်အလဲပိုင်းကိုတစ်ချက်ထောက်ကျွန်တော်အောက်မှာ delete ကိုနှိပ်လိုက်ရင်ကျွန်တော်တို့ပြတ်သွားမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်ကပြန်ထည့်လိုက်မယ်နော်အဲ့လိုမျိုးကျွန်တော်ဘာလုပ်မလဲဖြတ်လို့ရသလိုကျွန်တော်တို့ရဲ့ဒီအဖြူလေးမို့ကျွန်တော်တစ်ချက်ထောက်ပြီးတော့ကျွန်တော်တို့ transition effect ကိုထည့်လို့ရပါတယ်ဒီ transition effect ကြောင့်ကိုကျွန်တော်နောက်ဗီဒီယိုမှာအသေးစိတ်ပြောပြမှာဖြစ်ပါတယ်အခုကတော့ကျွန်တော်တကူထည့်ပြလိုက်မယ်အခုကျွန်တော်ကဒီမှာဒါထည့်လိုက်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီ transition effect ထည့်ရမယ်ဒီမှာကြည့်ပါကျွန်တော်ခဏတော့ split ဖြတ်တာတဲ့နေရာမှာကျွန်တော်ထည့်လိုက်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော် transition effect တွေကဒီလိုဖြစ်သွားတာပေါ့ပြီးနောက်တစ်ခုအနေနဲ့ဘယ်လိုလုပ်လို့ရသေးလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဗီဒီယိုကိုကျွန်တော်တို့ဒီမှာမထားချင်ဘူးအနောက်ပို့ချင်လို့ရှိရင်ဒါလက်ညှိုးလေးပဲဖြစ်လက်မလေးနဲ့ဖြစ်ဖိပြီးတော့ကျွန်တော်ဘယ်လုပ်မလဲအနောက်ကိုဆွပြီးတော့တွတ်ထားလို့ရှိရင်ကျွန်တော်တို့ရဲ့အနောက်မှာတွတ်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုကအနောက်ရောက်သွားမှာဖြစ်ပါတယ်။เนาะဒီလိုလဲကျွန်တော်တို့လုပ်လို့ရတယ်။ပြီးသွားရင်နောက်တစ်ခုအနေနဲ့ကြာတော့ကျွန်တော်တို့ဒီဗီဒီယိုမှာပုံမှန်ပေါ့เนาะဒီဗီဒီယိုကိုကျွန်တော်တို့ကပုံမှန်ထားရတယ်ပြီးသွားရင်ကျွန်တော်တို့ဒီဗီဒီယိုမှာကျွန်တော်အရင်ဆုံးဆက်လက်မှတ်ပြီးတော့ split လုပ်လိုက်မယ်ပြီးသွားရင်ပထမဗီဒီယိုပုံမှန်မှထားပြီးတော့ဒုတိယဗီဒီယိုကိုကျွန်တော်တို့ဘာထည့်ချင်တဲ့ effect ကိုကျွန်တော်တို့ထည့်ပြီးတော့လုပ်လို့ရပါဒီမှာကတော့ကျွန်တော်ကတော့ဒီ speed အနှေးမြန်မလုပ်ပြမှာပါဒီဗီဒီယိုကပုံမှန်ထားတယ်ဒီဗီဒီယိုကြတော့ကျွန်တော်က speed ကိုနည်းနည်းလေးပေးမြန်လိုက်မယ်ဒါ speed ကို2လောက်ထားပြီးတော့ကျွန်တော်ပေးမြန်လိုက်မယ်ဆိုရင်ကျွန်တော်ဗီဒီယိုကျွန်တော်ကြည့်မယ်ပထမဗီဒီယိုကပုံမှန်ဒုတိယဗီဒီယိုက speed မြန်သွားမယ်စီနဲ့ဒီအတွေ့အကြုံလိုချင်တဲ့အတွက်ကြောင့်ညအိတ်ကနေသွားမှာဖြစ်ပါတယ်နော်ဒီလိုပါနော်ကျွန်တော်တို့မလိုချင်တဲ့အပိုင်းတွေကိုဖြတ်ထုတ်ပြီးသွားရင်ကျွန်တော်တို့ effect တွေထည့်မယ်လိုချင်တာတွေထည့်မယ်ဒါတွေအကုန်လုံးကိုကျွန်တော်တို့ပြောမယ်လုပ်ဖို့အားဖြစ်ဆိုလို့ရှိရင်ကျွန်တော်ဒီ split ကမရှိလို့မရပါဘူးစီရမှာပါဒီနေ့ကတော့ဒီလောက်ပါပဲ split တူကြောင်းနဲ့ပတ်သက်ပြီးတော့အနေချင်းနားလည်သွားလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဒါဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုတင်တဲ့အတူကျွန်တော်ပြန်လာပါမယ်အဆုံးလေးကြည့်ပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ